ဟိုရှိမှာလမ်းမတန်းမဟုတ်တော့ဘူးဟိုရှိနားဆိုရောက် shoreline ဆိုတော့စပိန်စီးရဲ့နေရာလမ်းလျှောက်တဲ့နေရာကားတွေဝင်လို့မရတော့အဲကြလို့ရှိရင်ကင်မရာလက်နဲ့ကင်ပြီးရိုက်ပြလာတယ်ဟိုအိမ်နားမှာဘယ်နေရာတွေကကားနေတဲ့နေရာလမ်းလျှောက်လို့ရတဲ့နေရာစပိန်စီးလို့နေရာတွေ research လုပ်ထားတယ်ပြောဆိုလို့ရှိရင်ဗမာပြည်ရောက်ခါစားသူတွေကြားဘူးတယ်မကြာခဏတော့မဟုတ်ပါဘူးကားတိုက်ပြီးတော့အမေရိကပဲရောက်သေးတယ်ကားတိုက်ပြီးတည်သွားကြတယ်လို့ရှိတယ်ကျွန်တော်တို့ရဲ့ဗမာပြည်ကစနစ်နဲ့မတူရရတယ်နည်းနည်းကွာဒီမှာကားမောင်းလို့မရတဲ့နေရာရောက်ပြီကားပတ်ကင်တော့ထိုးလို့ရတယ်ကားပတ်ကင်တော့ရှင်းနေအများကြီးစားတွေ့ရတယ်ကားပတ်ကင်တော့ကနေချက်ရိုက်ပြဒါသူတို့ထိမ့်သိမ်းထားတဲ့နေရာပေါ့သူတို့ဒီမှာတော့တရားကိုတအားထိမ့်သိမ်းတယ်မြေဒီပေါ်လို့လားမသိမြေဒီပေါ်တော့နိုင်ငံကြီးတော့သူတို့ထိမ့်သိမ်းနိုင်တယ်နော်ကဲရက်ပြီဒီနားကျွန်တော်စပိန်ရဲ့နေရာလေးတွေကိုကျွန်တော်ရိုက်ပြခါနေဘယ်နားသွားရင်ကောင်းမယ်ဟောဒီနားစရိုက်ဟဲ့ခွေးရယူလာလို့မရဘူးပြောသူ trail တွေအများကြီးပဲဒီ trail ဆိုလမ်းလျှောက်တဲ့ဒီမြို့နေလူထုတွေလမ်းလျှောက်လို့ရအောင်လုပ်ထားဟိုရိုက်ပြမယ်ခဏလေး